မိုးလင်းတဲ့အချိန်ပေါ့ဒူရင်းနဲ့တွေ့ဘော်ရိုင်းနဲ့တကယ်ချင်းနေခိုင်ကြီးအပေါင်းတောင်းကြီးရဘော်ရိုင်းနဲ့တောင်ကြီးကပေါ်တာမျိုးရင်းနဲ့တွေ့မျိုးတွေရောတဲ့ဒီမဖမ်းနော်ဖမ်းနော်ရောက်ဖမ်းအိုးတော်လိုက်တာဟာကြည့်လိုက်မကြည်စင်းနဲ့လူကကြည့်ပြီးမယ်နင်းရောနေရတယ်နင်းလို့နော်သူကမစားဘူးခုကျမှလာပြီးတော့စားရကိုကြီးစားမှာရောဖမ်းနော်ရောsorry လူကအဲ့လိုကြီးကဘလို့ဖမ်းမလဲဟိုနေရလာရှုံတော့ဒီလိုလုပ်ဒီလိုချပေးလေသူသိတယ်ခြေလေးပြမယ်လို့မခန့်နေကိုနေရလိုက်ပြီးတော့အတင်းတသားကျွေးမတသားမဟုတ်ကျွေးဦးမှာနေရလည်းမြင်လိုက်တာဟဲ့ခဏနေပါအောင်ဖမ်းမယ်နော်နေရောဟဲ့တော့တဲရွာတော့ခါသုံးကအဲ့လိုဖမ်းနိုင်တယ်တသား brown ကိုမဟုတ်ကျွေးပြကျွေးလိုက်မကျွေးဘူးနေရပြီအခုဖမ်းမကြီးဟုတ်ပြီရောကစားလာနော်ဟာတွေ့လားအကောင်ဆရာကြီးဆိုမှတွေ့ရတသားတွေ့ရတဲရောခုဖမ်းနိုင်တယ်နော်အကောင်တော့နေရပြီရောလို့ပြစ်ပါအောင်ချစ်လေးပြန်ပြစ်ပါအောင်ရောဟဲ့ရောဖမ်းဟာဒီကောင်ဆရာကြီးကွာဟဲ့ရောဖမ်းဟဲ့ရောဟေးရောဖမ်းနော်ဟာနေရမယ်ဒီဘက်ကိုမတူတာ